မင်္ဂလာပါဒီနေ့တော့လေဒီနေ့ကစပြီးလောလောလတ်လတ်ဆိုတဲ့ခါကျတော့လေးလာအောင်လေဟုတ်ကဲ့နော်အပြင်လောကအကြောင်းလေးလာရအောင်မယ်ဟုတ်ကဲ့အခုကအပြင်လောကအကြောင်းဘာမှမသိသေးဘူးနော်မသိသေးဘူးဆိုတော့တိုင်းပြည်ကောင်းကောင်းကျူးတက်ပေါ့လေဟုတ်ကဲ့လုံးပါနိုင်ငံရေးတော့မလုပ်ဘူးနော်အေးအဲ့ဒါပါပဲအဲ့တော့ဟိုဒေါအောင်ဆန်းစုကြည်ခုလုပ်နေတဲ့နိုင်ငံရေးလှုပ်ရှားမှုပေါ့ဘယ်လိုမြင်ပါလဲအခုသမ္မတကြီးဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်နဲ့နှစ်ယောက်တွေ့ပြီးတော့ပူးပေါင်းပြီးတော့အခုလုံနေကိုင်းနေရတယ်တွေ့ရတယ်လေအဲ့တော့ဂျာနယ်တွေထဲမှာတွေ့ရတယ်အဲ့ဒီသတင်းတွေတွေ့ရတဲ့ခါကျဝန်တာတယ်နော်ဒါတော့တိုင်းပြည်အတွက်ကောင်းမှကုန်ကျိုးပဲတိုင်းပြည်အနာဂတ်မှာကောင်းလာမှာပဲလို့ပြီးတော့ဒီလိုပဲဟိုယူဆတယ်လေနော်ကောင်းလိမ့်မယ်လို့ယူဆတယ်နော်အန်ကဲကိုလေဒီဟိုစားပေါ့လေနိုင်ငံရေးအတန်ဝိုင်းရလူတွေကနိုင်ငံရေးတွေဝင်လာပြီးတော့များပူအောင်ဆောင်ရမလားဆိုတော့မျှော်လင့်ချက်တွေနဲ့ပေါ့မေးနေကြတယ်ပေါ့အဲ့ဒီပေါ့အခုဒီဘာမှမစင်စားဘူးနိုင်ငံရေးလဲလုတ်ဖို့ရွယ်ချက်မရှိဘူးဘာဆိုအသက်လက်ကြီးလာပြီကွယ်နောက်လူငယ်တွေလုတ်ကြမှာပဲနော်နိုင်ငံရေးကလူငယ်တွေလုတ်ကြမှာပဲလူငယ်နောက်တက်တီပေါ့လေအများကြီးပါနိုင်ငံရေးလုံနိုင်တဲ့လူတွေ Okay, Mr. Kinyot, are you surprised to be released today? Yes, I'm surprised. Did you expect it? Not yet. Okay, အခုဆိုရင် KNU နဲ့လေမနေ့ကမှ KNU နဲ့မျိုးဟို ethnic group တွေနဲ့အားလုံးပေါင်းငင်းငင်းရေးအတွက်လေစကားတွေပြောခဲ့ပြီးအဲ့ဒါပေါ်ပါအန်ကဲအနေနဲ့အန်ကဲအရင်ကကြိုးစားခဲ့တာတွေအပေါ်ပြန်ပြီးတော့ကောင်းတယ်ဟိုငင်းငင်းရေးရတော့မယ်ဆိုတာတိုင်းပြည်အတွက်ကောင်းတာပဲเนาะအဲ့တော့အောင်မြင်ပါဆက်ပြီးအောင်မြင်ပါစေလို့ဆုတောင်းတယ်အဲ့တော့လုံနေကိုင်းနေတဲ့လူတွေလည်းတကယ်ငင်းငင်းရေးလူချင်းလို့ခုလုံနေကြတာเนาะတာဝန်ပေးတဲ့လူတွေကိုလည်းအဖအနေနဲ့ဒီလူတွေကိုလည်းယုံကြည်တယ်လေဟိုဘက်ကလည်းအခုငင်းငင်းရေးလူချင်းတယ်နှစ်ဖက်ကတော့သွားပြီးတော့နှစ်ခုနှစ်ဖက်စလုံးကအပြုသဘောဆောင်တဲ့တွဲဆုံမှုတွေဆိုတော့ကအောင်မြင်မယ်လို့ထင်တယ်အဲ့တော့တိုင်းပြည်အတွက်သိကောင်းပါတယ်တိုင်းပြည်အနာဂတ်အတွက်ကိုငင်းငင်းရသိကောင်းပါတယ်နော်အဲ့တော့လိုလားပါတယ်အဲ့တော့တားနှစ်ယောက်စလုံးနဲ့လည်းတွေ့ပြီးအဲ့တော့ဒီမှာသားတယ်သားကြည့်နော်သားငယ်ကဆောတော့ပဲခဏပြန်သွားတယ်နော် son in law ဆန်းနေလို့ကတော့မသိသေးဘူးအချိန်နေမသိသေးဘူးဟုတ်ကဲ့ပါနော်သားနှစ်ယောက်ကတော့သိပြီသားနှစ်ယောက်ကတော့အခုလာပြီးကျမ်းမာရေးရောကောင်းပါလားကောင်းတယ်အခုမြင်တဲ့အတိုင်းပဲနော်မြင်တဲ့အတိုင်းပဲဟုတ်တော့ကျမ်းမာရေးကိုကြီးရောအခုလိုအဝိုးစားပေါ်နေအဖေဖြစ်သူနဲ့အတူလွတ်လာတဲ့အခါကျတော့ဒီလိုနိုင်ငံရေးလောကအချင်းလေးလက်ရှိဟာတွေဘောဘယ်လိုများမြင်မိပါလဲခင်ဗျာကျွန်တော်တို့ကအိမ်ထဲမှာနေတာ9နှစ်လောက်နေတာဘလို့တဲ့ကျွန်တော်ဘာမှသိချင်မသိဘူးတိုင်းပြည်ဘလို့တဲ့ဖြစ်နေတဲ့အချိန်ကျွန်တော်တို့ကပြန်လေးလာအောင်မယ်လေးလာအောင်မယ်ဘာလို့အခုကဟိုအဘတော်သားရောသူကတရင်မှုကနေပြီးတော့ဒီအခြေအနေမျိုးဖြစ်တာဟုတ်တမတော်ရဲ့လေ့ကျင့်မှုကအမှန်တန်ကောင်းပါတယ်လေ့ကျင့်ထားတဲ့တမတော်ရဲ့လေ့ကျင့်မှုနဲ့တမတော်ရဲ့discipline ပေါ့လေဒါတွေကသိကောင်းတာပဲအဲ့ဒီအလေ့ကျင့်တွေကအဘရောသားရောရထားပြီးသားအဲ့တော့ရထားပြီးဆိုတာအရင်လေ့ကျင့်ထားတဲ့လေ့ကျင့်မှုကပြည်သူအတွက်တိုင်းပြည်အတွက်လုပ်ရမယ်ဆိုတာအဘတို့မှာဒီခေါင်းထဲမှာဆွဲထားတယ်အဲ့ဒီတိုင်းပဲအဘတို့စိတ်ထဲမှာဆွဲမြဲပြီးတော့တိုင်းပြည်ကောင်းကောင်းကျိုးအတွက်ပြည်သူရဲ့အကျိုးစီးပွားအတွက်ဆက်ပြီးကိုလုံနိုင်တဲ့ဘက်ကပဲလုပ်သွားမှာပါဒါပေမဲ့နိုင်ငံရေးတော့မလုပ်ဘူးWhat do you think of the political change now in Burma? What do you think about it? I think political changes I think so. Very good. I think so. Very good. အရင်တစ်ချိန်လုံးကအင်မတန်ကိုဩဇာတိတ်ကမှကြီးမားခဲ့တဲ့ကောင်းဆောင်ကြောက်ဖြစ်ခဲ့တယ်ဟိုဝင်ကြီးချုပ်ဖြစ်ခဲ့တယ်အခုအဲ့လိုအချိန်မျိုးမှာအချင်းဆန်သွားတဲ့ဘဝပေါ့နော်အဲ့တုန်းကဖြစ်ခဲ့တဲ့ဒီအစိုးရအဖွဲ့ပေါ်မှာဘယ်လိုသဘောထားလဲအခုအစိုးရရောပြောင်းသွားပြီလို့ဘယ်လိုမှစိတ်ထဲမှာမရှိဘူးအာဃာတမရှိပါဘူးနော်အဲ့တော့အန်ကယ်ကအခုဆိုရင်ဘာသာရေးလုပ်နေတာလေဘာသာရေးအခြေခံပြီးတော့မှဒါကဘာသာရေးနဲ့ဖြစ်ပြီးရင်ပြက်မယ်ကံကြီးအကျိုးဒါတွေကိုသိပြီးတော့သဘောပေါက်သွားတယ်ဖျားတရားအလုပ်လုပ်နေရတဲ့အတွက်အခုလိုနေရတာကိုပဲတစ်ဖက်ကကံကောင်းလေလို့ပဲယူဆမိတယ်လေအဲ့တော့အခုကတော့
အေးစစ်စစ်နဲ့အေးချမ်းချမ်းနဲ့မိသားစုကပြန်ပြီးနေရမှာဆိုတော့ကိုပြီးစိတ်ချမ်းသာပါပေါ့ တစ်ချိန်ကဟိုပေါ့ internet ပေါ်မှာထွက်လာပါသေးတယ်အန်ကဲကိုတနေရာကိုခေါ်သွားပါသေးလားအန်ကဲတစ်ချိန်လုံးဒီမှာပဲနေရပါသေးလားအချင်း ဒီမှာပဲနေရတယ်အန်ကဲဒီမှာပဲနေရတယ်ခေါ်သွားတယ်ဆိုတာကပထမဦးဆုံးအချိန်အင်းစိန်ကိုခေါ်သွားတာဒါကအန်ကဲ2000နဲ့2004မဟုတ်ဘူး2005မှာ2005ဇူလိုင်မှာအဲ့တော့အမှုစစ်တာပေါ့ကွယ်အဲ့ဒီဟာပါပဲကျန်တဲ့အချိန်တော့အိမ်မှာပဲအေးချမ်းချမ်းပဲဘာမှအနှောက်အယှက်မရှိပါဘူးเนาะလုံညုံရေးရလဲဒီတာဝန်ပေးထားတဲ့အဖွဲ့အစည်းတွေနဲ့အေးချမ်းချမ်းနေရပါတယ် နောက်အန်ကဲကိုဒီငင်းငင်းဆွေးနွေးပွဲမှာအငယ်ဥဆောင်လုပ်ခဲ့တဲ့လူတယောက်အနေနဲ့ပေါ့နော်အန်ကဲပေါ်မှာလာပြီးတိုင်ပင်တာတွေငင်းငင်းဆွေးနွေးပွဲဘယ်လိုလုပ်မယ်ဆိုတာမျိုးရောရှိပါလားခင်ဗျာ မရှိပါဘူးဘယ်သူနဲ့မှလည်းအဆက်အသွယ်မရှိဘူး အကဲအခုဆိုရင်အကဲဟိုစားပါလိအကဲအရင်တုန်းကလည်းအခုအဲ့တော့အဒီမှာကြီးမားခဲ့တဲ့နိုင်ငံရေးကိုလည်းကောင်းစွာဟိုကမ္ဘာနိုင်ငံရေးကိုတက်ကြွသွားတယ်ဖြစ်တော့နိုင်ငံတော်သမ္မတလက်ရှိအစိုးရကအကြံပေးအနေနဲ့ဆိုတော့ကောင်းတခုခုများအကန့်လန့်ပဲလာမယ်ဆိုရင်ရော ဘာမှတော့မစင်စားထားပါဘူးစင်စားနဲ့ပတ်သက်လို့မစင်စားဘူးနောက်ပြီးတော့လည်းတခုရှိတာပေါ့လေသူ့လူငယ်တွေကအများကြီးပါနောက်တက်တဲ့လူတွေလေအကြီးချင်းရှိတဲ့လူတွေအများကြီးပါသူတို့လုံးမှာပါအန်ကဲအနေနဲ့ကတော့အသက်လက်ကြီးပြီအန်ကဲတို့လောက်ခက်ကန်ခဲ့တာလဲနှစ်ပေါင်းမယ်မှဆိုလောက်ခက်ပြီးသားဆိုတော့ခက်တယ်ကျန်တဲ့ရွေချက်ဘာမှမရှိဘူး အကဲလူငယ်တွေဆိုတော့ဘယ်လိုလူငယ်တွေလဲဆိုတာနည်းနည်းပြောပြပေး လူငယ်တွေလေလူငယ်လက်တက်တွေအများကြီးပဲဒီမဲ့အကြီးချင်းရှိတဲ့လူအများကြီးပဲအခုကတိုက်ပြီးပါလေလူငယ်တွေအများကြီးပါ အဲ့လေပေါ့နော်အကဲအနေနဲ့ဒီအခုသမ္မတကြီးဦးဆောင်တဲ့ဟိုပေါ့နော်အစိုးရကရဲ့လောက်ရကန်ရဲ့ဒီပုံနည်းနည်းသုံးသပ်ပြီးပါ သုံးသက်တော့ဘယ်ဘာဆိုအခုပြန်တချို့ဟာတွေပြန်လိလာအောင်သတင်းစာထဲမှာတွေ့ရတယ်ဂျာနယ်ထဲတွေ့ရတယ်နော်နောက်ပြီးတော့မှTV news တွေမှာတွေ့ရတဲ့အရာဆိုရင်လွတ်ဆောင်ချက်ပြန်ကောင်းပါနော်အဲ့တော့နောက်ပြီးတော့တခုကဒေါ်ဆန်းစုကြည်နဲ့သမ္မတကြီးနဲ့တွေ့တယ်ဆိုတာသိကောင်းတာနော်နောက်တိုင်းပြည်အနာဂတ်အတွက်ကိုအမှန်တန်ကောင်းတဲ့လားလာမြင်ပါတယ် ဒီဒေါ်ဆန်းစုကြည်အစိုးရဖွဲ့ဝင်လာမယ်ဆိုရင်ကြိုးစားပါလိမ့် သူကအခုလွတ်တော်ထဲမှာရောက်နေလေသူပြောပါရင်ဆိုရင်ပြောရဲဆိုရင်ရှိတဲ့ပုံကိုဖြစ်နေတယ်လွတ်တော်ထဲရောက်ပြီဆိုရင်လွတ်တော်ရဲ့လွတ်တော်ရဲ့အဆုံးဖြတ်နဲ့လွတ်တော်ရဲ့အစီအမံနဲ့နောက်ရုပ်ကုတ်ပွဲနဲ့သူရတဲ့နဲ့ရသွားမှာပဲ အန်ကဲဒေါန်ဆူစီနဲ့တွေ့ဖို့အစီအစဉ်ရှိလားနိုင်ငံရေးတော့မလုပ်ဘူးဒါပေမဲ့ပုံကိုရေးအဖြစ်ဖြစ်ကိုတွေ့ဖို့ရှိပါခင်ဗျာ မရှိဘူးကျွန်တော်အခုထိတော့ဘယ်သူနဲ့မှမတွေ့ဘူးအခုမီဒီယာနဲ့ပဲတွေ့တာမီဒီယာနဲ့ပဲတွေ့တယ်နောက်တိုင်းပြည်အတွက်ပြောစရာဆိုစရာရှိရင်မီဒီယာကတစ်စက်ပြောမယ် ကျေးဇူးပါ နော်မီဒီယာတစ်စက်ပြောမယ်မီဒီယာလည်းဒီတဲ့ပို့ပြီးတော့လုံနိုင်ကင်နိုင်ခွင့်ရှိဖို့အတွက်ဆုတောင်းပေးပါတယ် ကျေးဇူးပါ ပေးပါတယ် မြန်မာဒီမိုကရေစီပြောင်းလဲရုံအန်ကဲအနေနဲ့ဘယ်လိုသုံးသပ်လဲမသိဘူး ဒီမိုကရေစီစနစ်ကဒါနိုင်ငံတကာကျင့်သုံးတာပဲအမှန်တန်ကောင်းတာပြည်သူတွေကလည်းလူလားတာပြည်သူလူလားတဲ့စနစ်ကိုအဲ့ဒီစနစ်တိုင်းအကောင့်တက်ပေါ်သွားမယ်ဆိုရင်တိတ်ကောင်းတာပေါ့တိုင်းပြည်ပြည်သူလူလားတာ အခုချလာတယ်နော်အကဲချခဲ့တယ်နော်ဒီမှာအဲ့ဒီကောင်မှာ roadmap လေ7 step လေအဲ့ဒါအကဲဝန်ကြီးချုပ်ကတော့စပြီးအဲ့ဒါသူဆက်ပြီးဆောင်တယ် Do you call for the release of all the political prisoners? Now you are free, so do you call it? as a no comment No comment. ကြပါရဲ့ကျေးဇူးတိုက်ကြပါတယ်ခင်ဗျာ ကျေးဇူးပါပဲ အကဲကျမ်းပါပါစေခင်ဗျာ ကဲဝန်တာပါတယ်ဒါတော့ ဟုတ်ကဲ့ကျေးဇူးပါပဲ